ဘောလုံးလောကမှာ greater of all time လို့ပြောရင်လူများစုကဂိုးတင်းဆက်ကြီးကိုပဲပြေးမြင်နေကြနေပါမယ်။ဒါပေမဲ့ဘောလုံးကစားတာဟာအမှုပညာတစ်ခုဆိုရင်ဇီဒန်ဟာလီယိုနာဒိုဒါဗင်ချီပါပဲ။သူ့ရဲ့ကစားပုံဟာငြိမ်ချောင်းတယ်ခံညားတယ်ပြီးတော့မော်ဆန်တယ်ဘောလုံးကိုခြေပြားမှာကတ်ထားပြီးကွင်းလက်တစ်ခုလုံးကိုစန်နီယာတိခတ်လို့တိခတ်သွားတဲ့ဇီဒန်ရဲ့16နှစ်တာခီးယာဘလို့စတင်ခဲ့တာလဲပြီးတော့ဘာကြောင့်ကမ္ဘာဖလားဘူလူဝဲမှာအနီးကပ်နဲ့အဆုံးသတ်ခဲ့ရတယ်ဆိုတာကိုတော့ကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ခင်ဗျာကျွန်တော်နဲ့အတူတူလိုက်ပါနားထောင်ပေးကြပါဦးခင်ဗျာ1982ခုနှစ်ပြင်သစ်နိုင်ငံတောင်ပိုင်းမာဆင်းမြို့ရဲ့စင်တာရပ်ကွက်တစ်ခုဖြစ်တဲ့အယ်ဂျီးရီးယားဒုက္ခသည်မိသားစုကနေဇီဒန်ကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ရာဇဝတ်မှုတွေပေါ်များတဲ့အဲ့ဒီဒေတာပတ်ဝန်းကျင်မှာဇီဒန်ကိုလမ်းမမရအောင်ဆွဲခေါ်ပေးခဲ့တာကတော့ဘောလုံးလို့ပဲပြောရမှာပါပဲ။သူ့ရဲ့ထူးခြားတဲ့ဘောလုံးထိန်းသိမ်းမှုတွေဟာကွန်ကရစ်ကွင်းပြင်တွေမှာစတင်ခဲ့တာပဲဖြစ်ပါတယ်။အသက်14နှစ်ရွယ်မှာပဲ AS ကန်နဲ့တင်းနဲ့စာတင်လက်တက်ခဲ့ပြီးအဲ့ဒီနောက်ဘော်ဒိုတင်းကိုရောက်ရှိလာတဲ့အခါမှာတော့ဥရောပတင်းများစွာကသူ့ကိုစတင်တတိထားမိလာခဲ့ပါတယ်။1996ခုနှစ်မှာဇီဒန်ဟာကမ္ဘာအတန်းမာဆုံးတီးဖြစ်တဲ့ CDA တင်းရဲ့ဂျူပီနက်တင်းကိုရောက်ရှိလာခဲ့ပါတယ်။အဲဒီအချိန်ကဇီဒန်ဟာအရေးချင်းရှိပြီးမဲ့နူးညံ့လုံးနဲ့လို့ဝေဖန်မှုများစွာခံခဲ့ရပါတယ်။ဒါပေမဲ့ဂျူပီနက်တင်းမှာသူဟာကွင်းလယ်ဗိုလ်ချုပ်အဖြစ်အသွင်ပြောင်းခဲ့ပါတယ်။ CDA ဖလားနှစ်ကြိမ်ဘောလုံးလောဆုနဲ့ကမ္ဘာအကောင်းဆုံးကစားသမားဆုတွေကိုတိမ့်ပိုက်ခဲ့ပြီးကမ္ဘာနာမည်ကျော်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဇီဒန်ရဲ့ဂန္ဓဝင်စင်းနဲ့ထွက်တင်မိကကတော့1998ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲပါပဲပြင်သစ်နေမှာကျင်းပခဲ့တဲ့အဲ့ဒီပြိုင်ပွဲဟာတနိုင်ငံလုံးကသူ့ဘောမျှော်လင့်ချက်တွေပုံပေးခဲ့ကြပါတယ်ဘိုလူပွဲမှာပြိုင်ဘက်ကအားလုံးကြောက်ရတဲ့ဗလာစီးတင်ဖြစ်နေခဲ့ပါတယ်ဇီဒန်ဟာကစားသမားဘဝတစ်လျှောက်လုံးခေါင်းတိုက်ကိုဖြစ်တိတ်သွင်းယူလေးမရှိပေမဲ့အဲ့ဒီညမှာတော့အဖိုးတန်ခေါင်းတိုက်ကို2ကိုနဲ့ပြင်သစ်ကိုပထမဆုံးချိန်ဖြစ်ကမ္ဘာဖလားရရှိအောင်စမ်းဆောင်နိုင်ခဲ့ပါတယ်ပါရီမျိုးပေါ်မှာတော့ဇီဒန်ရဲ့မျက်နှာကိုမီးမောင်းထိုးပြီးဂုံပြူးခဲ့ကြတာဟာပြင်သစ်သမိုင်းမှာအမတ်ရစရာအကောင်းဆုံးမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်2000ခုနှစ်မှာတော့ရီယယ်မက်ဒရစ်တင်းကဇီဒန်ကိုကမ္ဘာစံချိန်တွေပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့ပါတယ်ဖီဂိုရိုနယ်ဒိုရူဘတ်တိုကာလိုတို့နဲ့အတူခေတ်တစ်ခေတ်ကိုတည်ထောင်ခဲ့ပါတယ်2002ခုနှစ်ချန်ပီယံလိဗိုလ်လူပွဲလီဗာပူးစင်တင်းနဲ့ကစားခဲ့တဲ့ပွဲမှာတော့ဇီဒန်ရဲ့ဂိုးဟာအခုထိအမတ်ရစရာအကောင်းဆုံးဂိုးတစ်ဂိုးဖြစ်နေခဲ့ပါတယ်လေးပေါ်မှာဝဲနေတဲ့ဘောလုံးကိုဘယ်ချင်နဲ့လှပစာကန်နေခဲ့ပြီးအဲ့ဒီဘူလီဂိုဟာအခုချိန်ထိချန်ပီယံလိသမိုင်းမှာအကောင်းဆုံးဂိုးအဖြစ်သတ်မှတ်ခြင်းခံထားရဆဲဖြစ်ပါတယ်2006အဒါဖိုင်နယ်ပွဲစဉ်မှာဘလာဇီးတင်းကိုတယောက်တည်းကစားတော်ပြဝန်ကတော့အရန်ကိုမော်ဆန်လွန်းခဲ့ပါတယ်အဲ့ဒီပြိုင်ပွဲမှာပြင်သစ်ကိုဘောလူပွဲအထိဆဲတင်လာခဲ့သွားစေမဲ့မြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်မာတာရာဂျီကိုခေါင်းနဲ့တိုက်ခဲ့လို့အနီးကပ်နဲ့ထက်ခဲ့ရတာဇီဒန်တက်ကောဘောလုံးလောကအတွက်ကနှိမ့်ထယုံတော့ကြပါဘူးဘာကြောင့်လဲဆိုတော့ဇီဒန်ဟာလူသားဆန်လိုပါပဲသူဟာအမြဲတမ်းမိသားစုနဲ့ဂုဏ်သိက္ခာကိုရှေ့တန်းတင်ခဲ့သူပါကစားသမားဘဝအနားယူပြီးနောက်နီးပြဘဝမှာလဲယူရမတ်ထွေတင်းကိုချန်ပီယံလိ3ကြိမ်2006ခုနှစ်ကအနီးကပ်နဲ့ထွက်ခွာထားခဲ့သူ့ရဲ့ကြောပင်ဟာတော့ဘောလုံးသမိုင်းရဲ့အလားပါဆုံးအခန်းကဏ္ဍတစ်ခုကိုပိတ်သိမ်းသွားခဲ့တာပဲဖြစ်ပါတယ်ဇီဒန်ဟာကွင်းထဲမှာမော်စရတဲ့ပါရမီရှင်တူပဲဖြစ်ပါတယ်ဘောလုံးကစားသမားဘဝမှာကဘာကိုတိမ့်ပိုက်ခတ်လို့နီးပြဘဝမှာလဲချန်ပီယံလိဖလား3ကြိမ်ကိုဇက်တိုက်ရယူခဲ့ပြီးသမိုင်းတစ်ရေထုတ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်သူဟာဘောလုံးလောကရဲ့ရှားပါတဲ့ရတနာတစ်ပါးဖြစ်ပြီးနှစ်ပေါင်းများစွာကြာတဲ့အထိသူ့လိုကစားသမားမျိုးနောက်ထပ်ရှိပါမလားဆိုတဲ့မေးခွန်းနဲ့အတူကျွန်တော်တို့လမ်းစွတ်တန်းသားအနေနဲ့ဂန္ဓဝင်တူပဲဖြစ်ပါတော့တယ်ဇီဒန်ဟာဘောလုံးသမိုင်းရဲ့အလားပါဆုံးအခရာတစ်ခုဖြစ်တယ်လို့ခေတ်တစ်ခေတ်ရဲ့ပြပေါ်တစ်ခုလည်းဖြစ်ပါတယ်အနီးကတစ်ခုကသူ့ရဲ့ဂုဏ်သိက္ခာကိုမဖြတ်စည်းနိုင်လို့အချိန်ကာလတွေကလည်းသူ့ရဲ့ပါရမီကိုပေးမိန်သွားစေမှာမဟုတ်ခဲ့ပါဘူးဇီဒန်ဟာကဘာကြီးကိုဘောလုံးပညာနဲ့တင်ပြပေးခဲ့တဲ့စစ်မှန်တဲ့ဆရာတဦးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ယနေ့တင်ဆက်တော့ဇီဒန်ရဲ့အကြောင်းကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါဦးခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတော့ပိတ်သက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာတာယာလာပါတော့နေလေးဖြစ်ကြပါစေခင်ဗျာ